မျိုးသမီးတူကကိုဝင်ဆက်ရှိတာတည်တာနဲ့တပြိုင်နက်နီးစပ်ရာဆေးရုံဆေးကကျန်းမာရေးဌာနတွေမှာကိုဝင်ဆောင်စောင့်ရှောက်မှုခံယူထားတင်ပါတယ်ရှင်အမျိုးသမီးတူကကိုဝင်ဆက်ရှိတာကနေကလေးမမွေးဖွားခင်အချိန်ထိဂျားထဲမှာဆိုရင်ကျွမ်းကျင်တဲ့ကျန်းမာရေးဝန်ထမ်းတွေစီမှာကိုဝင်ဆောင်စောင့်ရှောက်မှုအနည်းဆုံး၈ကြိမ်ခံယူထားတင်ပါတယ်ရှင်ကိုဝင်ဆောင်မိခင်တွေကအစာအာဟာရတွေကိုစုံလင်မျှတအောင်စားပေးရပါမယ်အစားမရှောင်ရပါဘူးဂစီဓာတ်အသားဓာတ်ဗိုက်တာမင်နဲ့သတ္တုဓာတ်ကျွဲဝတဲ့အစာအစာတွေကိုစုံလင်မျှတအောင်စားပေးရပါမယ်ရေများများတောက်ပေးရပါမယ်ဒါအပြင်တန်ရှင်းတဲ့အစာအစာနဲ့တန်ရှင်းတဲ့ရေဖြစ်ဖို့ကိုလည်းအထူးဂရုစိုက်ပေးရပါမယ်ရှင်ကိုဝင်ဆောင်မိခင်တွေကကိုဝင်ဆောင်ကာလတစ်လျှောက်လုံးမှာတကွေတန်ရှင်းကိုအထူးဂရုစိုက်တင်ပါတယ်။ရေပုံမှန်ချိုးပါခေါင်းလဲလျှော်လို့ရပါတယ်။ရေချိုးနေစဉ်အတွင်းမှာမိမိရဲ့ရင်သားကိုစင်ကြယ်အောင်ဆေးကြောပေးပါရှင်။ကိုဝင်ဆောင်မိခင်တွေအနေနဲ့မိခင်ရောကလေးပါကျန်းမာနေစေဖို့အတွက်တင့်တော်တဲ့ကိုယ်လက်လှုပ်ရှားမှုကိုနေ့စဉ်အသင့်ပြုလုပ်ပေးသင့်ပါတယ်ရှင်။ကိုဝင်ဆောင်မိခင်တွေဟာကိုဝင်ဆောင်ကာလတစ်လျှောက်မှာဗိုက်ပြင်ပိုင်းနှိပ်တာမျိုးလုံးဝမပြုလုပ်ရပါဘူး။လမ်းညွှန်ချက်တစုံတရာမရှိဘဲနဲ့ဗိုက်ပြင်ပိုင်းနှိပ်ခဲ့မယ်ဆိုရင်မိခင်ရောဗိုက်ထက်ကလေးပါအန္တရာယ်များလွန်းလှပါတယ်ရှင်။ဒါကြောင့်မလို့ကိုဝင်ဆောင်ကာလတစ်လျှောက်မှာကျွမ်းကျင်တဲ့ကျန်းမာရေးဝန်ထမ်းတွေစီမှာပဲကိုဝင်ဆောင်စောင့်ရှောက်မှုကိုခံယူထားတင်ပါတယ်။ပြီးတော့ကိုဝင်ဆောင်မိခင်တွေရောမိသားစုဝင်တွေရပါအန္တရာယ်ရှိတဲ့လက္ခဏာတွေကိုလေ့လာထားတင်ပါတယ်။ဒါမှသာဒီလိုလက္ခဏာတွေနဲ့ကြုံတွေ့ရပြီဆိုရင်နီးစပ်ရာဆေးရုံဆေးခန်းကျန်းမာရေးဌာနတွေကိုနေညမဆိုင်မဲ့အမြန်ဆုံးသွားရောက်ပြီးတော့ကုသမှုခံယူနိုင်မှာဖြစ်ပါတယ်ရှင်။